Namaste အားလုံးမင်္ဂလာပါကျွန်တော်ဟဲ့ဒီပါဒီနေ့ကျွန်တော်က one bank နဲ့ခါတော့ဝိုင်မှာရှိတဲ့အစီတွေကိုကြစေပြီးတော့ဒီခန္ဓာကိုယ်အချိုးကျလှပစေမယ်ယောဂလက်ကျင့်ငယ်၅မျိုးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တူတူလည်းလုပ်ကြည့်ကြ။အဲရင်ဆုံးကျွန်တော် shot ကိုနည်းနည်းကြဲလေးကားလိုက်ကြောက်ကြဲလေးကားမယ်ခြေပြားလေးကိုနည်းနည်းလေးအပြင်ကိုထုတ်ထားမယ်ဒီလက်လေးဆန့်လိုက်မယ်ခါလေးဆန့်ထားမယ်ရင်မဖွင့်ထားမယ်ခေါင်းလေးကိုမက်ထားမယ်ခန္ဓာကိုယ်တက်တက်လေးထားမယ်နောက်ပေါ်အရင်မကော့ပဲနေပေါ်တက်တက်လေးခါလေးကိုမက်ထားမယ်ပြီးပေါ်ပန်းလေးကိုဒီတိုင်းလေးပဲညာဘက်လေးကိုဆောင်းလိုက်မယ်တင်မားလေးကိုရှေ့ကိုတွန်းလာမယ်ပြီးအလဲကိုပြင်လာမယ်ပြီးဘယ်ဘက်ကိုပြင်ဆောင်းအလဲကိုပြင်လာမယ်ညာဘက်ကိုကိုဆောင်းနေတော့ကောင်းလေးရတယ်ပြင်လာမယ်ဒီကိုဆောင်းမယ်ပြင်လာမယ်ညာကိုပြင်ဆောင်းဒီကိုပြင်ဆောင်းမယ်ညာကိုပြင်ဆောင်းမယ်ဒါလေးပဲတစ်ဖက်ကို10ကောက်ဟိုရင်15ကောက်လောက်လုပ်မယ်ဆေးပြီးတော့ချော်လာမယ်နောက်ဆုံးကောက်သားမယ်ညာကိုစောင်းမယ်ဒီကိုစောင်းမယ်ပြီးလို့ရှိရင်လက်လေးဆန့်ထားအောင်မယ်ဒီညာခြေပြားလေးကိုအပြင်ကိုထုတ်လိုက်ခုနလေးပဲဒူးလေးကိုလည်းလေးဖြော်ထားမယ်ခုနလေးပဲညာဘက်လေးကိုရာလောက်ဟိုစောင်းနေမလားစောင်းကြည့်မယ်ပြီးဒီတိုင်းလေး10စက္ကန့်15စက္ကန့်မဟုတ်စက္ကန့်30လောက်ငြိမ်လေးနေမယ်ခေါင်းလေးကိုပုံမောလိုက်မယ်ဒီလေကိုပြန်လာလိုက်မယ်ဒီနောက်တစ်ဆက်အတိုင်းပဲခြေပြားလေးကိုပြန်သိမ့်မယ်ဘယ်ဘက်ခြေပြားလေးကိုပြန်ထုတ်အားလေးကိုဆန်ထားမယ်ရေမက်ကိုပြင်ထားမယ်ဒီခုနတိုင်းပဲခန္ဓာကိုယ်လေးကိုဘယ်ဘက်လေးကိုဆောင်းမယ်ရေမက်လေးပြင်ထားမယ်တင်မားလေးရှိကိုတုံးထားမယ်ဒူးလေးနည်းနည်းဖြော့ထားမယ်ဘယ်ဘက်ဒူးလေးကိုအခုံးလေးတွေဆန်ထားမယ်ခေါင်းလေးကိုပုံပေါ်ပြင်တယ်အားလေးကိုဆင်းထားမယ်ဒီလေလေးကိုပြင်တာဒီခါလေးပြင်ဒီကျွန်တော်နောက်တစ်ခုသွားမယ်နောက်တစ်ခုဒီတိုင်းပဲ6လေးကိုပဲဒီတိုင်းကားထားမယ်ဒီတစ်ခါခြေပြားလေးကိုအတွင်းဘက်ကိုနည်းနည်းလေးစုလိုက်ဒီဖနှောက်လေးကိုပြင်နည်းနည်းကားထားမယ်ခုနလည်းခါလေးထောက်လိုက်မယ်ရေမက်လေးဖွင့်မယ်တထောင်လေးနောက်ကိုစုထားမယ်ခေါင်းလေးကိုမက်ထားမယ်ဒီတင်မားနောက်ကိုတုံးမယ်ခါရှိကိုဆက်မယ်ရေမက်လေးရတော့အောက်ကိုချလိုက်မယ်ဒီဖြည်းဖြည်းပြန်ထားမယ်ဟဲ့ဒီတင်မားလေးနောက်တုံးမယ်ခါလေးရှိကိုဆက်မယ်ရင်ဘက်လေးချမယ်ဒူးလေးကိုရတော့ဆက်ထားမယ်ဒီတွင်ပြန်လာမယ်ဟဲ့ Excel အတိုင်းလေး9ခေါက်လောက်လုပ်ကြည့်မယ်ဒီဟဲ့ဒီမဲ့လေးဖွင့်ထားမယ်တထောင်လေးစုမယ် Excel ရှင်းလေးကိုပြန်တိုင်းကြည့်မယ်ဒီဟဲ့ Excel okay တော့လောက်ချလိုက်ဒီလက်ပွားလေးကျန်းနေချလိုက်မယ်လက်ပွားနှစ်ခုလေးကိုတစ်ခုလေးတက်တာဒီခါလေးဆန့်လိုက်မယ်ခေါင်းလေးမှာမှတ်လိုက်မယ်တထောင်လေးမှာဆန့်တာမယ်ဒူးဆန့်တာမယ်ဒီညာဘက်လက်လေးကိုဘေးလေးကိုမြောက်ခါလေးကိုနောက်ကိုရအောင်လိုက်မယ်ချိန်ဆိုင်ဒီတိုင်းပဲ10ကောက်ဒါမှမဟုတ်15ကောက်လောက်လုပ်ကြည့်မယ်နေ့ခါလေးကိုဆန့်မယ်ရေမက်ကိုဖွင့်မယ်တော့ဒီငါဒီမာလေးနောက်တော့နာမယ်ချခွန်ရှစ်ခါလေးကိုရပါတော့တက်ကြည့်ကိုဘယ်နောက်ဆုံးတော့မှာဘယ်ဘက်နဲ့ညာဘက်ခြေပြားလေးကိုကန်လိုက်မယ်ဒီညာဘက်လက်ကိုခုနတိုင်းမြောက်လိုက်မယ်5စက္ကန့်လောက်နေကြည့်မယ်ဒီနေ့
3 4 5 okay နောက်တစ်ဖက်ပြန်ချိန်လိုက်မယ်ညာဘက်လေးလေးခြေပြားခိုင်းမယ်ဘယ်ဘက်လေးလေးနောက်ကိုရအောင်လိုက်ကြည့်မယ်နောက်တိုင်း5စက္ကန့်လောက်နေကြည့်မယ်စက္ကန့်30လောက်နေကြည့်နေရတယ်1 2 3 4 5 okay လက်လေးလေးမှာပြန်ထားလိုက်โอเคကျွန်တော်နောက်တစ်ခုသွားမယ်ဘာလို့မလဲဆိုတော့ကျွန်တော် plank ထောက်လက်ပွားလေးကိုပကုံးအတက်မှာထောက်ပကုံးအတက်မှာချလာမယ်လက်ပွားချရင်လက်ချောင်းလေးနေချေရမယ်ဒီနောက်ကခြေပြားလေးထောက်လိုက်မယ်ဒူးလေးကြွလိုက်ခြေဖနှောက်လေးကိုဒီချာလေးထောင်ထားမယ်ဒီတိုင်း5စက္ကန့်နေကြည့်မယ်1 2ဘယ်လေးကြုံထားမယ်3 4 5 okay 5စက္ကန့်ပြီးရင်ဒီခြေဖနှောက်လေးကိုဘယ်ဘက်လိုလဲလိုက်မယ်ခြေဖနှောက်နှစ်ဖက်လုံးဘယ်ဘက်လိုလဲမယ်ဒီညာဘက်လည်းနေမြောက်ဒီတိုင်းပဲ5စက္ကန့်ထိုင်နေကြည့်မယ်1 2 3 4 5 okay ပြန်ပြန်ထောင်းမယ်5စက္ကန့်ပြန်နေကြည့်မယ်1 2ပတ်လေးကြုံလာမယ်3 4 5 okay ကျွန်တော်ညာဘက်လေးကိုခြေဖနှောက်လေးပြန်ထပ်နေနိုင်မယ်ဒီဘယ်ဘက်လည်းနေမြောက်ခုံးလေးဆန်လာမယ်ပန်းလေးရောတောင်းလာမယ်5စက္ကန့်နေကြည့်မယ်1 2 3 4 5 okay လက်လေးပြန်ချမယ်planလေးပြန်ထောင်းမယ်ခုနကလည်း5စက္ကန့်ထပ်နေကြည့်မယ်1ဘက်လေးကိုကြုံလာမယ်2 3 4 5 ဒီဒူးလေးပြန်ချတယ်ကျွန်တော်နောက်တစ်ခုသွားမယ်အားလေးမဲ့ပြီးထိုင်မယ်လက်လေးကိုတင်မနဲ့ခက်လေးမှာထောက်လိုက်ဒူးလေးကိုနည်းနည်းကွေးထားမယ်ဒူးလို့ရင်မဲ့စီကိုဆွဲမယ်ပြီးပြန်ဆန့်ကြည့်မယ်ပြန်ဆွဲကြည့်မယ်9ကောက်ကနေ10ကောက်လောက်လုပ်ကြည့်မယ်3 4ကျောင်းတော့9ကောက်ဝေးပြမယ်5ကောက်ပြီးဒူးလေးကိုမထားမယ်ပြီးလက်လေးကိုရှေ့ကိုဆန့်လိုက်မယ်ဘော6ဆန့်နေလို့ရှိရင်6လေးကိုပေါ်ဆန့်ကြည့်မယ်ဒီတဲ့5စက္ကန့်လောက်ထားကြည့်မယ်ဘောမဆန့်ရင်လည်းကွေးထားလို့ရတယ်5 4 3ဆန့်နေတော့ဆန့်ထားမယ်2ခါလေးဆန့်မယ်ရေးမလေးဖွင့်ထားမယ်ခြေပြားလေးကောမယ်1ပြီးဖြည်းဖြည်းချင်းပြန်ချလိုက်โอเคနောက်ဆုံးတစ်ခုသွားမယ်ကျွန်တော်ပလက်အိတ်လိုက်မယ်လက်လေးကိုအပေါ်ဆန့်ထုတ်လိုက်ဒီချောင်းနဲ့ချောင်းလုံးအောက်ကိုဆန့်ထုတ်လိုက်မယ်ခြေပြားလေးကောထားမယ်ဘိုက်လေးကိုနာလေးတောင်းထားမယ်ပြီးချောင်းနှစ်ဖက်ကိုစုံအပေါ်မှားကြည့်မယ်မှားလိုက်မယ်ပြန်ချလိုက်မယ်ပြန်မှားကြည့်မယ်5ချိန်လောက်မှားကြည့်မယ်ပြန်ချလိုက်10ချိန်15ချိန်ကြည့်မှာပဲရတယ်တော့ငါပြန်ချလိုက်အောင်မယ်ဒီနောက်တစ်ခေါက်ထပ်မှကြည့်โอเคမှပြီဒီရင်ခဏထားမယ်ခြေပြားလေးတစ်ခေါက်မယ်ဒူးလေးဆက်လိုက်ခါးလေးကိုအောက်ချလိုက်ဒီတိုင်းပဲ10စက္ကန့်15စက္ကန့်စက္ကန့်30အထိနေတော့ရတယ်ကိုနေနေတော့ပိုင်လေးကိုတောင်းပြီးခဏလေးကြာ3 4 5 6ခါးလေးကိုချထားမယ်9 10ကိုခြေပြားလေးတစ်ချခေါ်လာမယ်10ဒူးလေးကိုကွေးပြီးဖြည်းဖြည်းချလိုက်โอเคဒီယောဂလေ့ကျင့်ခန်းလေးကိုနေ့စဉ်ပုံမှန်လုပ်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်1 ပိုင်းနေခါတဝိုက်မှာရှိတဲ့အစီတွေကိုလုံကျွမ်းစေပြီးတော့ချိုးကြလှပတဲ့ခန္ဓာကိုယ်ရရှိဖို့အတွက်ကောင်းကောင်းအထောက်အကူဖြစ်စေမှာပါအားလုံးစင်ပြေမှာတင်ပါတယ်ကျေးဇူးတင်ပါတယ်